မင်းတို့ဖေကတကယ်မရှိဘူးလို့ပြောတဲ့သက်သေတွေကိုကြည့်လိုက်ကျွန်တော်တို့သက်သေနဲ့ရှင်းလိုက်ရင်ဘလို့မှရှင်းလို့မရတဲ့အရာတွေဖြစ်တယ်ဟုတ်တယ်နော်ကျွန်တော်တို့မှာဖះပေးထားတယ်ဖះဘလောက်ကောင်းမြတ်လဲဆိုတဲ့အရာကကျွန်တော်တို့ကိုယ်တိုင်သိတယ်ကျွန်တော်ဒီအထဲကနေကျွန်တော်လှုံ့ဆော်တယ်ယေရှုကယ်နိုင်တယ်ပတ်စံနေရာပဲရှိရနော်ကျွန်တော်တို့အခွင့်အလန်းတွေရုပ်တရက်ကြီးပေါ်လာဝေါဟုတ်လားဗောအဲ့အချိန်မှာကျွန်တော်စပြီးတော့ခရစ်တော်ယုံကြည်ဖြစ်တယ်ခရစ်တော်ယေရှုဆိုတော့ကျွန်တော်ကြားပဲကြားဘူးတာဒါပေမဲ့ကျွန်တော်မသိဘူးကျွန်တော်တို့ကဒါကြီးကကျွန်တော်တို့ဒီကြီးပြင်းလာတဲ့ community တခုက like brainwash ကျွန်တော်တို့အနေနဲ့ဟိုဒါကြီးက like မကောင်းဘူးတခုလိုမျိုးကျွန်တော်စိတ်ထဲမှာပဲသိတယ်ပေါ့ဗျာကျွန်တော်တို့ရဲ့ဗုဒ္ဓမြတ်စွာဘုရားရှင်ကကယ်တင်ရှင်မဟုတ်ပါဘူးကျွန်တော်တို့ရဲ့ဗုဒ္ဓဘာသာတွေကိုလမ်းပြပေးရသူတယောက်ပါမင်းကောင်းတာလုပ်ရှင်ကောင်းတာရမယ်မင်းမကောင်းတာလုပ်လို့ရှင်မင်းရှိကိုမကောင်းတာတွေပဲပြန်ရမယ်ဆူတောင်းတိုင်းပြည့်မယ်လို့ဘယ်တော့မှသူမပြောခဲ့ဘူးကိုကောင်းတာလုပ်ရင်အဲ့ကောင်းတဲ့အကျိုးစားကကိုရှိကိုပြန်လာမယ်လို့ပဲသူကပြောခဲ့တာဗုဒ္ဓဆင်းလူတော်ဒီကမြတ်စွာဘုရားရှင်ဆိုတော့ကိုးကွယ်တာမဟုတ်ဘူးဒါမြတ်စွာဘုရားရှင်ဗုဒ္ဓဆိုပြီးတော့ရည်မျှော်မှန်းပြီးတော့ငါတို့ကပန်စင်မီကတ်လူခဲ့ကြတာဗုဒ္ဓဘာသာနိုင်ငံမွေးပြီးတော့ဒီလိုစကားမျိုးတွေပြောရတယ်တချို့လူတွေဆိုလို့ရှိရင်လည်းသူတို့ရဲ့ပုံရိပ်အတွက်သူတို့ရဲ့နာမည်တစ်ခုအတွက်လောက်ကင်စားတော့ပြီးတော့တွားကြတာပဲဒါပေမဲ့ဒီလိုမျိုးဗုဒ္ဓခုလုံးလုပ်ပြီးတော့ကိုယ့်ရဲ့နာမည်ရဖို့အတွက်ကိုယ့်ရဲ့ပုံရိပ်တစ်ခုအတွက်ကိုယ့်ရဲ့ထမင်းတစ်လုံးစားဖို့အတွက်အခုလိုမျိုးဗုဒ္ဓဘာသာတယောက်အနေနဲ့ဗုဒ္ဓဘာသာမှာမွေးဖွားခဲ့တဲ့လူငယ်တယောက်အနေနဲ့ဒီလောက်ကြီးထိတော့အသိပညာမခေါင်းမသိဘူးလို့ကျွန်တော်ကတော့ယူဆပါတယ်